ဒါကျမတို့အိမ်ကသားလာရတနာလေးပေါ့နော်သားလာရတနာလေးခလေးပေါက်စားလေးမရင်းမိဆောင်ရပါသူမတရားတဲ့အဖော်လည်းမရှိဘူး။ငယ်မှလည်းပါမျိုးအိမ်မားလည်းအမေရဲ့ဖွားရဲ့အတော်ရဲ့ရှိတဲ့ခါကျတော့ငယ်မှလည်းတငယ်ချင်းပေါင်းတယ်လည်းသူပိတ်တယ်နော်။သူတငယ်ချင်းလည်းဖျားမှုကြတာတယောက်တည်း။ကြောက်ရနေမိဆော့တယ်။အရှိမမီးထွန်းတယ်။နေနဲ့ဆိုင်ကလေးစီပြီးတော့ရောက်တော့ရှောက်သွားတယ်လို့ပဲ။သူကအရှိမငယ်မိဆော့နေပါပြီ။ခလေးလေးပါ။သူကတွေးနေလားမသိဘူး။လာကမှတော့မတက်တယ်။ဒါလေးလက်လာလေးရီးပြပါလက်လာလေးဟီဟီချစ်ဖို့